ရှေးလွန်လေပြီးသောအခါမြတ်စွာဘုရားရှင်သည်အနာထပင်တချေကြီးဤအိမ်တွင်စွမ်းဖုံးပေးပြီးနောက်တာဝရင်သာနတ်ပြည်သို့ကြွမြန်းရန်အစီအစဉ်ရှိလေသည်နောက်ပါယဟန္တာ900နှင့်အတူကောင်းကင်ခရီးဖြင့်ကြွမြန်းတော်မူစဉ်လမ်းခရီး၌မြေးမိုတောင်ကိုဖျက်တမ်းကြရသည်ထိုအချိန်တွင်မြေးမိုတောင်ခြေရှိနဂါးပြည်၌နန္ဒောပနန္ဒာအမည်ရှိသောနဂါးမင်းသည်အလွန်ကြီးကျယ်ခမ်းနားသောရတနာပြည်မှန်ကြီးအတွင်း၌ရှိနေသည်သူသည်မိမိ၏တကိုးအာနာကိုအလွန်မှန်းတက်နေသူဖြစ်ပြီးနဂါးကညာပြိုများ၏ကပြဖြောဖြီမှုများကြားတွင်တောက်စားပျော်ပါနေခိုက်ဖြစ်သည်ထိုစဉ်နဂါးမင်းသည်အပေါ်ယံကောင်းကင်သို့မော့ကြည့်လိုက်ရာမိမိ၏ခေါင်းထဲမှဖြတ်တန်းသွားသောရွှေရောင်အစင်းရှိသည့်မြတ်စွာဘုရားနှင့်ယဟန္တာအရှင်မြတ်တို့၏အရှင်ဝကိုမြင်တွေ့လိုက်ရသည်ဟေးဒါဘသူတွေလဲနဂါးမင်းသည်အော်ဟစ်လိုက်သည်ငါရဲ့နန်းတော်ခေါင်းပေါ်ကနေဒီလိုဖြတ်သွားရအောင်ဒါဘသူတွေလဲငါမျက်စီတွေကိုကောင်းကင်ကဖုံးနေကြကုန်သည်ဒါငါ့ကိုမလေးမခန့်လုပ်တာပဲနဂါးမင်းသည်ဒေါသကြောင့်မျက်လုံးများหนีမြန်းလာသည်သူသည်ဗုဒ္ဓရဲ့မေတ္တာဓာတ်ကိုမခံစားနိုင်ပဲမိမိ၏မာနကိုသာရှေ့တန်းလိုက်လေသည်ကောင်းပြီမင်းတို့ခရီးဆက်မလို့မရအောင်ငါပြမယ်နန္ဒောပနန္ဒာသည်ချက်ချင်းပင်နဂါးအတွင်းသို့ပြောင်းလဲလိုက်သည်သူ၏ခန္ဓာကိုယ်သည်တောင်တန်းကြီးများကဲ့သို့ကြီးမားလာပြီးမြင်းမုန်တောင်ကြီးကို9ထပ်တိုင်အောင်ရစ်ပတ်လိုက်လေတော့သည်ထို့နောက်သူ၏ကြီးမားလာသောဘားဖြင့်ကြီးကိုဖျက်လိုက်ကာတာဝရင်သာနတ်ပြည်သို့တွားရလမ်းကိုလုံးဝပိတ်ဆို့လိုက်လေတော့သည်တလောကလုံးမောင်အတိကျသွားပြီးနဂါးမင်း၏အစိတ်ငွေများကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးပူပြင်းခြောက်သေးလာတော့သည်ယဟန္တာအရှင်မြတ်900သည်ရှေ့ဆက်မရပဲကောင်းကင်ညံ၌ရပ်တိုင်သွားကြရလိမ့်မည်